မင်္ဂလာပါရှင် Net Cooks ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့တော့မြက်ကငဒံကိုအညှိကြောတွေထုတ်ပြီးတော့မှုန့်မွေးလေးနဲ့စားကောင်းချက်ပြပေးသွားမှာမို့ဗီဒီယိုဆုံးထိကြည့်ပေးသွားကြပါအောင်ရှင်ပထမဆုံးငဒံရဲ့ကြော်ယိုပြီးနာမြက်ပြထားတဲ့နေရာအကျော်ကိုဆွဲထုတ်ရပါမယ်ထုတ်ရခဲ့နေရင်အောက်ဖက်ကလက်နဲ့တွန်းလိုက်ရင်အလိုလိုထွက်လာပါတယ်ရှင်ငါအတုံးတိုင်းရဲ့အကျော်ကိုရှာပြီးတော့ထုတ်ပေးပါမယ်ရှင်ငဒံကစီများတဲ့အတွက်စားနဲ့တေချာပွတ်နေပြီးတော့ရေဆေးပါမယ်ငဒံရဲ့ဘိုက်အတွင်းသားထဲမှာကပ်နေတဲ့အဆီတွေပြောင်းသွားသည့်အထိရေ3ထပ်လောက်ဆေးပေးရပါမယ်ရေဆေးပြီးတဲ့အခါငါ့ကိုအရသာစပြီးတော့နေပါမယ်ရှင်ထောင်းထားတဲ့ချင်းကိုအရေးညင်စားနဲ့စနွေးမုံထည့်ပြီးတော့တေချာနေပြီးနိုင်ဝက်လောက်နှက်ထားပေးပါမယ်ငါးစီတက်ရန်အတွက်စက်သွန်ဖြူနေခြင်းငရုတ်သီးအပွားတောင်ငရုတ်သီးအစိမ်းတောင်ရှမ်းနံနံရွက်နဲ့ဟင်းအနှစ်အတွက်ခရမ်းချဉ်သီးကိုကြိုပြီးတော့ပြင်ပေးထားပါတယ်ဟင်းအိုးထဲကိုစီထည့်ပါမယ်ငဒံမှာအစီပါတာဖြစ်တဲ့အတွက်မြက်ကစီလျှော့ထည့်လိုက်တာပေါ့နော်စီနဲသွားလို့နောက်ပိုင်းမှာထပ်ထည့်လိုက်ရပါသေးရဲ့ရှင်ချိတ်ထားတဲ့စက်သွန်ဖြူစက်သွန်နီချင်းကိုထည့်ပါမယ်အစပိုင်းမှာစီထည့်တာနည်းသွားလို့စီ3စွန်းထပ်ထည့်လိုက်တာပါရှင်စနွေးမုန့်ထည့်ပြီးတော့မွေပေးပါမယ်ငရုတ်သီးအရောင်တင်မုန့်ထည့်ပါမယ်မြက်ကရှမ်းနံနံအရန်ချိုက်တာမို့စီသက်တွေကရှမ်းနံနံရွက်တွေပါတခါတည်းထည့်ပြီးတော့စီသက်လိုက်ပါတယ်ငါးဟင်းဆိုငပိပါမှကြိုက်တာမို့ငပိအနှဲငယ်လေးထည့်ပြီးတော့စီသက်ပါတယ်ဒီဟင်းရဲ့အသက်ဖြစ်တဲ့မွှေးချိုင်နေစေတဲ့ငရုတ်သီးအပွားတောင်လေးထည့်ပါမယ်ငရုတ်သီးပွားတောင်လေးထည့်ပြီးတော့မှွေနေတဲ့အချိန်မှာ800ထည့်ထားတဲ့ရှမ်းနံနံအနံ့ရင်ငပိစီသက်ထားတဲ့အနံ့ရင်ငရုတ်သီးအပွားတောင်အနံ့ရင်နဲ့ဟင်းကတအားကိုမှွေးနေပါပြီရှင်ဟင်းအနှစ်မြန်မြန်ကြေစေချင်လို့ခရမ်းချဉ်သီးတွေကိုကြိတ်ဆက်ထည့်ပြီးတော့ကြိတ်လိုက်ပါတယ်ဟင်းအနှစ်ကျက်လာတဲ့အချိန်မှာအရသာထည့်ပါမယ်အရသာအတွက်ကိုတော့ငါးမှာအချိုဓာတ်ပါပြီးသားဖြစ်တာအတွက်ကြောင့်မြန်ပြာရည်နဲ့အစားပဲထည့်ထားပါတယ်ရှင်ငရုတ်သီးစိမ်းတောင်လေးတွေထည့်ပါမယ်ငါးထည့်ပါမယ်စီသက်အနှစ်ရဲ့အနံ့တွေငါးတွေကိုစိတ်ဝင်စေဖို့အတွက်စိတ်ရှည်လက်ရှည်မှွေပေးရပါမယ်ရှင်
ငါးနဲ့စီသက်နှစ်တွေလုံးသွားတဲ့အချိန်မှာမကြီးမဲ့ရေထည့်ပါမယ်မကြီးမဲ့ရေထည့်ပြီးရင်နောက်မှာငါးကကျက်စာပြုတ်လာပြီဖြစ်တဲ့အတွက်ငါးအတုံးလေးတွေမကြေအောင်လို့အိုးကိုလှုပ်ယုံမယ်ဖွက်ဖွမွေပေးပါရှင်အငယ်အရသာနည်းနည်းလိုနေလို့ငန်ပြားရီထည့်လိုက်ပါတယ်။မိတ်ဆွေတို့လည်းအပေါ့ငန်ကိုမိမိတို့စိတ်ကြိုက်ချိန်ဆပြီးတော့ထည့်ပါရှင်။ဟင်းချက်ပြီးဖြစ်တဲ့အတွက်နောက်ဆုံးမှာအနံ့အတွက်ရှမ်းနံနံထပ်ပြီးတော့အုပ်လိုက်ပါတယ်။အဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်ရှင်။နောက်ဗီဒီယိုတွေမှာလည်းပိုကောင်းတဲ့ဟင်းချက်နည်းတွေနဲ့ပြန်တွေ့ကြမှာမို့မြတ် Cooks ကို Like and Subscribe လုပ်ပေးသွားကြပါအောင်ရှင်။